ပြင်းမရှိအပြစ်ရှာခံရတဲ့အခါ constant criticism toxic relationship လို့ခေါ်တဲ့အစိတ်အသင်းဆက်ဆံရေးတွေမှာအများဆုံးတွေ့ရတဲ့ပြဿနာတစ်ခုက constant criticism လို့ခေါ်တဲ့အမြဲတမ်းအပြစ်ရှာခံရခြင်းပါပဲ constant criticism ဆိုတာကကိုယ့်ရဲ့လက်တွဲပေါ်ကကိုယ့်ကိုအမြဲတမ်းအပြစ်တင်ပြောဆိုနေတာဖြစ်ပါတယ်ဒီလိုအပြစ်တင်ပြောဆိုခြင်းတွေကမိမိရဲ့စိတ်ကျန်းမာရေးကိုဆိုးဆိုးဝါးဝါးထိခိုက်စေတတ်ပြီးစိတ်ဒဏ်ရာများကိုဖြစ်စေတတ်ပါတယ်ဒါအပြင်နှစ်ဦးကယုံကြည်မှုတွေဆက်ဆံရေးတွေလည်းပျက်စီးစေတတ်ပါတယ်။မကြာခဏအပြစ်ရှာခံရတာကနေ့စဉ်ဘဝမှာငရဲကျနေတယ်လို့ပါပဲ။ကိုလုံးနေကြအလုပ်တွေကိုတော့ကောင်းကောင်းမလုပ်နိုင်တော့တဲ့အထီးဖြစ်နိုင်ပါတယ်။ကိုယ်ပိုင်အရေးချင်းများကိုကန့်ကွက်ခြင်း personal attack ကိုကအလုံးမှာအနေငယ်အမှားယွင်းလုပ်မိတယ်ဆိုပါစို့နင်ကတော့ဘာပဲလုံးမှားနေတော့တာပဲအသုံးကိုမကျဘူးစသဖြင့်အမြဲတမ်းပြောဆိုတာမျိုးဖြစ်ပါတယ်ဒီလို personal attack ကကိုအမှားတွေတိတ်များနေပြီးအရေးချင်းမရှိဘူးအသုံးမကျဘူးလို့ခံစားစေတတ်ပါတယ်အဲ့ဒီအတွက်နောက်ဆက်တွဲထိခိုက်မှုတွေကတော့ကိုယ့်ရဲ့အလုံးမှာစမ်းဆောင်မှုတွေမပေါ်လွင်နိုင်တော့ဘူးကိုယုံကြည်မှုကင်းမဲ့သွားပြီးအားငယ်စေတတ်ပါတယ်အောင်မြင်မှုတွေကိုနှိမ်ချပြောဆိုခြင်းမိမိရရှိတဲ့အောင်မြင်မှုအပေါ်ဒီလောက်ကတော့ဘာမှမဟုတ်ဘူးထွေထူးမဟုတ်ပါဘူးလူတိုင်းလုံနိုင်ပါတယ်ဆိုပြီးမိမိရဲ့အောင်မြင်မှုကိုတေးကလေးကြုံသွားအောင်ပြောတတ်တာမျိုးပါအဲ့ဒီအတိမတ်ပြုတန်မိုးထားခြင်းမရှိတဲ့အခါမှာဆက်ပြီးစ조사ဖို့အားလျော့သွားပါတယ်စ조사မှုများကိုပြတ်ပြားစေခြင်းမိမိကအလုပ်တစ်ခုကိုကြိုးစားလုပ်နေမယ်ဆိုပါစို့နင်လုပ်နေတဲ့လုပ်ရက်တွေကဘာမှအထိပ္ပယ်မရှိဘူးအကျိုးမရှိဘူးအချိန်ကုန်ရုံပဲရှိမှာအကုန်တလွဲတွေကြီးပဲဒီလိုမျိုးပြောဆိုတာတွေဟာမိမိရဲ့စ조사အားထုတ်မှုကိုအထောက်အကူမပြုတဲ့အပြင်စိတ်ဓာတ်ကိုပြိုလဲစေနိုင်ပါတယ်ကိုလုံးနေတာတွေဟာတကယ်ပဲသူပြောသလိုများဖြစ်နေလားတကယ်ပဲအထိပ္ပယ်မဲ့နေတာလားဆိုပြီးကိုယ်စိတ်ထဲမှာဝေဝါးထွေပြားသွားတာပါပဲအမြဲတမ်းအပြစ်ရှာခံရတဲ့အခါမှာမိမိမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများစွာကိုဖြစ်စေနိုင်ပါတယ်။တစ်ဖက်လူကအမြဲတမ်းအပြစ်တင်ဝေဖန်နေတာကြောင့်ကိုယုံကြည်မှုတိုးတက်မှုမရှိဘဲအမြဲတမ်းစိတ်ဖိစီးမှုတွေခံစားရပါတယ်။ချီးကျူးတာအလေးထားတာအတိအမှတ်ပြုတာတွေမရှိတော့တဲ့အခါကိုယ့်ရဲ့တန်ဖိုးတွေကလည်းကျလာသလိုခံစားရတယ်။အရာရာနှိမ့်ကျနေသလိုခံစားချက်မျိုးနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုဟာပျောက်ဆုံးသလိုဖြစ်လာပါတယ်။အမြဲတမ်းအပြစ်တင်ခံနေရတဲ့အခါဆက်ဆံရေးမှာလည်းနှွေးထွေးမှုမရှိတော့ဘူး။ဘာပဲဖြစ်ဖြစ်သူ့ကိုပြောပြခြင်းစိတ်မရှိတော့ဘူး။သူ့ကိုပြောပြလဲစိတ်သက်သာရကြောင်းပြန်မပြောတဲ့အပြင်အပြစ်တင်ခံရရုံပဲဆိုတော့တယောက်တည်းပဲခံစားလိုက်တော့တယ်။ဘာကိုမှအထွေအထူးမတိုင်ပင်ဖြစ်တော့ဘူး။ယုံကြည်မှုတွေလည်းလျော့လာတယ်။သူ့စီကအားပေးနှစ်သိမ့်မှုတွေလည်းမမျှော်လင့်တော့ဘူး။ပြောစရာစကားတွေလည်းပျောက်ဆုံးလာတယ်။ဒါတွေဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့အကြောင်းရင်းတွေကိုသုံးသပ်ကြည့်ရအောင်ကိုယ့်ရဲ့ရီးစားဇနီးခင်မွန်းကဘာကြောင့်မကြာခဏအပြစ်ရှာတတ်ကြတယ်လဲသူဟာကိုယ့်ကိုထိန်းထုတ်ခြင်းလို့လားသူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်လားဒါမှမဟုတ်သူတို့တတိမပြုမိလို့လားဆိုတာတွေးစရာပါအပြစ်ရှာခံရတာတွေဟာဒီလိုအကြောင်းတွေကြောင့်ဖြစ်နိုင်ပါတယ်ထိန်းချုပ်ခြင်းစိတ် desire for control သူကကိုယ့်ကိုထိန်းချုပ်ခြင်းလို့ဖြစ်နိုင်ပါတယ်သူဖြစ်စေခြင်းတဲ့အတိုင်းဆောင်ရွက်စေခြင်းတာသူပြောတဲ့အတိုင်းအတင်းလုပ်စေခြင်းတာမျိုးပါသူစိတ်အတိုင်းမဆောင်ရွက်ပေးရင်အပြစ်ရှာတတ်ပါတယ်ကိုယ်ကိုယ်တာပြဿနာများသူ့ရဲ့ကိုယ်ပိုင်စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်သူ့ရဲ့ငယ်ဘဝစိတ်ဒဏ်ရာအရင် relationship ကြောင့်ရခဲ့တဲ့စိတ်ဒဏ်ရာစိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်လည်းစိတ်အတက်အကျမြန်တာစိတ်မတည်ငြိမ်တာစိတ်မထိန်းချုပ်နိုင်တာမျိုးတွေဖြစ်ပြီးမကြီးရွယ်ပဲပြဿနာရှာမိသလိုဖြစ်တတ်ပါတယ်။သတိမမှုမိခြင်းတချို့ကတော့ကိုလုံးနေတဲ့လုပ်ရက်တွေအပြစ်ရှာနေမိတာတွေကိုကိုယ်တိုင်သတိမမှုမိတာကြောင့်ဖြစ်နိုင်ပါတယ်။သူ့ရဲ့အပြုအမူတွေသူ့ရဲ့စိတ်ခံစားချက်တွေကိုသူကိုယ်တိုင်တော့နားမလည်တဲ့သူဖြစ်တတ်ပါတယ်။အဲ့ဒီလိုနားမလည်ပဲလှုပ်လိုက်မိတဲ့သူ့ရဲ့အပြုအမူအပြောအဆိုလှုပ်ဆောင်ချက်တွေကြောင့်မိမိကိုထိခိုက်စေတတ်ပါတယ်။ဒါပေမဲ့ဘလို့အကြောင်းကြောင့်ပဲဖြစ်ပါသူစိတ်တိုင်းမကြတိုင်းသာအပြစ်ရှာနေမယ်ဆိုရင်တော့ရေရှည်မှာအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ဒီလိုအမြဲတမ်းအပြစ်တွေဝေဖန်ခံနေရတဲ့ပြဿနာကိုဖြေရှင်းဖို့အရေးကြီးဆုံးတစ်ခုတည်းသောအရာကဆွေးနွေးညှိနှိုင်းခြင်းဖြစ်ပါတယ်။အချိန်ယူပြီးသူနဲ့တေးသေးချာချာစကားပြောကြည့်ပါ။နေ့မှာဘလို့အခက်အခဲတွေရှိလဲ။
ဘယ်လိုဖိတ်ဖိစီးမှုတွေရှိနေလဲဘာတွေခံစားနေရလဲဘာကြောင့်ငါ့ကိုဒီလိုပြုမှုဆက်ဆံနေသလဲငါ့ကိုစိတ်တိုင်းမကြတာဘာတွေရှိလဲပွင့်ပွင့်လင်းလင်းပြောပါငါပြုပြင်လို့ရရင်ပြုပြင်ပေးမယ်ငါစိတ်တိုင်းမကြတဲ့အရာတွေလည်းနင့်မှာရှိတယ်ပွင့်ပွင့်လင်းလင်းပြောမယ်ငါ့ကိုဒီလိုပြောတာတွေမကြိုက်ဘူးဒီလိုလုပ်ရက်တွေကိုမကြိုက်ဘူးနင်ပြုပြင်ပေးနိုင်မလားအစားရှိသဖြင့်ဒီလိုစကားလုံးတွေကိုဒေါသတန်မပါပဲအေးစစ်ပြောနိုင်အောင်ကြိုးစားပါကိုယ့်ရဲ့ခံစားချက်တွေကိုပြောပြပါသူ့ရဲ့ခံစားချက်တွေကိုနားလည်အောင်လုပ်ပါပြင်ဆင်နိုင်တာတွေရှိရင်နှစ်ဦးနှစ်ဖက်ပြင်ဆင်ဖို့လိုပါတယ်တကယ်လို့ကိုယ့်ဘက်ကအတက်နိုင်ဆုံးပြောဆိုညှိနှိုင်းလို့မှသူ့ဘက်ကကောင်းအောင်ပြင်ဆင်ပြောင်းလဲမပေးနိုင်ဘူးဆိုရင်တော့ရှေ့ဆက်ပြီးပြည်လည်နိုင်ဖို့ဆိုတာလမ်းစာမရှိတော့ပါဘူး